Hello အားလုံးပဲမင်္ဂလာပါရှင် Victoria King Channel မှာကြိုဆိုပါရစေဒီနေ့ကတော့အိမ်မှာကြံစံချက်ချက်စားဖြစ်ပါတယ်ရှင်ချက်ပုံစင်စင်လေးကိုလိုက်ကြည့်ပေးကြပါအောင်ရှင်ဟုတ်ကဲ့ဒါကတော့ကြံစံချက်ချက်တဲ့အခါမှာထည့်ပေးရမယ်ပါဝင်ပစ္စည်းတွေဖြစ်ပါတယ်ရှင်ပဲကြံစံဖြစ်ပါတယ်ရှင်အရသာနေထားတဲ့ချက်သားကိုပပလေးလီးပေးထားတာဖြစ်ပါတယ်ရှင်ငုံပြုတ်လိုအပ်ပါတယ်ကျွန်တော်ရဲ့မို့တော့သဲလေးတွေမကိုက်အောင်ရေသေးချာဆေးပြီးတော့ပပလေးလီးပေးထားတာဖြစ်ပါတယ်ရှင်ပဲလေးကိုလည်းပပလေးလီးပေးထားလိုက်ပါတယ်ရှင်ဒါကတော့ကျက်သွန်ဒီအလုံးလိုက်ကလေးကိုသေချာရေဆေးပြီးတော့စစ်ထားပေးတာဖြစ်ပါတယ်ရှင်ကျက်သွန်ဖြူနီချင်းကိုထောင်းထားတာဖြစ်ပါတယ်ရှင်စားရဲ့ငံပြားရဲ့ဓာတ်ရှိဟင်းခမ်းမုံရဲ့တို့လိုအပ်ပါတယ်ရှင်ကြံစံချက်ချက်ဖို့အတွက်ပထမဆုံးဒေအိုးရဲကိုစီထည့်ပါမယ်ရှင်စီပူလာပြီဆိုရင်ထောင်းထားတဲ့ကျက်သွန်ဖြူနီချင်းတို့ကိုထည့်ပြီးတော့စီတက်ပေးလိုက်ပါမယ်ရှင်ကျက်သွန်ဖြူနီချင်းလေးတွေအနက်လေးမွှေးလာပြီးအယောင်လေးလှလာပြီဆိုရင်ငရုတ်သီးအယောင်တင်မုံလေးကိုထည့်ပြီးတော့တိချလေးမှွေထားပေးလိုက်ပါမယ်ရှင်ဟုတ်ကဲ့စီတက်ထားတာရပါပြီရှင်အရသာနေထားတဲ့ကြက်သားတွေကိုထည့်ပြီးတော့ချက်ပေးလိုက်ပါမယ်ရှင်ကြက်သားလေးတွေပေါ်ရန်ကြောတင်းလာပြီဆိုရင်ရေနှဲငယ်ထည့်ပေးလိုက်ပါမယ်ရှင်ပြီးရင်အရသာအတွက်ဓာတ်ရှိဟင်းခမ်းမုံရဲ့စားရဲ့နှဲငယ်ထည့်ပေးလိုက်ပါမယ်ရှင်ပြီးရင်အနက်လေးမွေးအောင်ငံပြားလေးနှဲငယ်ပေါက်ပေးလိုက်ပါမယ်ရှင်ကြက်သားလေးတွေနူးလာပြီဆိုရင်အရသာတွေထဲထိစိတ်ဝင်သွားအောင်ကျွတ်ရွက်မှုပါတခါတည်းထည့်ချက်ပေးလိုက်ပါမယ်ရှင်ကျွတ်ရွက်မို့လေးကျက်သွားပြီဆိုရင်ပဲလေးကိုပါထည့်ပြီးတော့တေချာလေးမှွေပေးလိုက်ပါမယ်ရှင်ပြီးရင်ငုံပြုတ်ကိုပါထည့်ပြီးတော့ချက်ပေးလိုက်ပါမယ်ရှင်အရသာတွေအားလုံးစိတ်ဝင်သွားအောင်ချက်လိုက်ခြင်းဖြစ်ပါတယ်ရှင်ကြံစံဟင်းကချက်ဖို့အတွက်ပထမဆုံးဒံအိုးထဲမှာရေတဝက်ထည့်ပေးပါမယ်ရှင်ပြီးရင်ရေစစ်တန့်စင်ထားတဲ့ကြက်သွန်နီဥတလုံးတွေကိုထည့်ပေးလိုက်ပါမယ်ရှင်ကျက်သွန်နီထည့်ပြီးပြီဆိုရင်ခုနကချက်ထားတဲ့ဟင်းတွေကိုထည့်ပေးလိုက်ပါမယ်ရှင်ပြီးရင်သေချာလေးမှွေပေးလိုက်ပါမယ်ရှင်အခုလိုပွက်လာပြီဆိုရင်ရေစိမ်ပြီးတော့ရေစစ်ထားတဲ့ကြံစံဘက်တွေကိုထည့်ပေးလိုက်ပါမယ်ရှင်ပြီးရင်သေချာလေးမှွေပေးလိုက်ပါမယ်ရှင်ဟုတ်ကဲ့ခုလိုကြံစံထည့်ပြီးတော့စူပွက်လာပြီဆိုရင်အပေါ့ငံမြည်ကြည့်ပြီးတော့အိုးချထားလိုက်လို့ရပါပြီရှင်ကြံစံချက်ကလေးရပါပြီရှင်ဟုတ်ကဲ့ဒါကတော့ကြံစံဟင်းကားထဲမှာထည့်ပြီးတော့စားမယ်ပါဝင်ပစ္စည်းတွေဖြစ်ပါတယ်ရှင်မြုပ်သီးမုံဖြစ်ပါတယ်ရှင်ရှမ်းနနံဖြစ်ပါတယ်ရှင်ကျက်သွန်နီကိုပပလီးထားတာပါရှင်ဒါကတော့တံမျိုးသီးဖြစ်ပါတယ်ရှင်ကျဲစံဟင်းကားလေးချက်လို့ပြီးသွားပါပြီရှင်စားဖို့လည်းစင်သင်းဖြစ်နေပါပြီရှင်အကြိုက်ချင်းတူမယ်ဆိုရင်လိုက်ချက်စားကြည့်ပါနော်ချက်ရလည်းလွယ်ကူပြီးတော့စားရတာလည်းအင်မတန်မှအရသာရှိပါတယ်ရှင်အန်တီခင်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်ကြည့်ရှုသူများအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်